Oranda crystal မှာကြိုဆိုပါရရှင် Oranda crystal မှာရရှိနိုင်တဲ့သလင်းတွေကတော့သလင်းကြောက်လက်စွပ်သလင်းဆွဲတီသလင်းမောင်းခွင်းလက်ခါအမပတိစီလက်ပတ်သလင်းမောင်းခွင်းလက်စွပ်လေးလည်းရရှိနိုင်ပါတယ်သလင်းကြောက်ပုံဆောင်တဲ့အရိုင်းတွေကိုအလှထားလို့ရအောင်ခုံလေးတွေနဲ့လည်းပြုလုပ်ပေးထားပါတယ်သလင်းတာဝါရာသလင်းပီရမစ်ကိုစိုက်ဆုံးအသေးမှစိုက်ကြီးထိရွေဆုံးရရှိနိုင်ပါတယ်ထို့အပြင်သလင်းဖြင့်ပြုလုပ်ထားတော့သလင်းတစ်ပင်သလင်းကြောင့်နဲ့ပြုလုပ်ထားတော့ခွင်ရင်မဲတော့နတ်သမီးရုပ်ထုသလင်းဖျားသလင်းပတိသလင်းပုံဆောင်ခဲသလင်းအလုံးစိုက်ဆုံးသလင်းပုံဆောင်ခဲကိုအချွန်လေးတွေကိုမှလည်းစိုက်ဆုံးရရှိနိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်